နောက်ထပ်မေးခွန်းတစ်ခုကတော့ဇေဒီရုပ်ထုကိုးကွယ်ခြင်းဟာဖျားအစုံမနဲ့ညီပါလားဗျာမြတ်စွာဘုရားရှင်ကိုယ်တိုင်ရောဇေဒီရုပ်ထုကိုးကွယ်ဖို့မှာကြားခဲ့ခြင်းရှိပါလားရှင်ဗျာစေဒီရုပ်တုဆိုတော့ဘုရားလက်ထက်ကမရှိလို့အထူးမမှားခဲ့ဘူးစေဒီတေရာကိုတော့ရှိတယ်ပေါ့နော်မှန်ပါဗျာထူးခြားတဲ့ပုဂ္ဂိုလ်ရဲ့ကြံရစ်တဲ့ relate လို့ခေါ်တဲ့အယိုးဓာတ်တွေပေါ့အယိုးတွေကိုအဲ့ဒါတွေကိုလမ်းလေးစုံမှာတည်ထားမယ်ဆိုလို့ရှိရင်အဲ့နာရောက်တဲ့ပုဂ္ဂိုလ်တွေအလုံးဟာသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုတတိယပြီးတော့လက်ဥချီသွားမယ်စိတ်ထဲမှာကြီးညိုသရာတရားလေးတွေဖြစ်သွားမယ်ဆိုလို့ရှိရင်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားတယ်တင်ပါဗျာဒါကြောင့်မို့စေရီတီထားကိုးကွယ်ခြင်းကဘုရားရဲ့မှာကြားချက်နဲ့ကြိုက်ပါတယ်မှန်ပါဗျာမြတ်စွာဘုရားကောင်းတဲ့တရားတွေအလုံးအဆင့်လိုက်ကောင်းကျိုးချမ်းသာရဖို့အတွက်နိလန်တစ်ခုပေးခဲ့တာပါပဲတရားတော့နော်ရှုပ်တုကတော့ဘုရားလက်ထက်ကမရှိခဲ့ဘူးပေါ့မှန်ပါဗျာနောက်ပိုင်းကျမှတူအောင်ထူဖို့ဆိုတာလည်းလွယ်တော့မလွယ်ဘူးပေါ့နော်မှန်ပါဗျာအဲ့တော့စေရီယုတ်ကိုးကွယ်ခြင်းဒီဘုရားဆုံးမနဲ့ညီပါသလားဆိုရင်မြတ်စွာဘုရားပြိဋိဘံဆိုင်အနိမှာသူ့ရဲ့အယိုးဓာတ်တွေကိုလမ်းလေးစုံမှာတည်ထားပြီးတော့တည်ထားရမယ်ဆိုပြီးတော့ရှန္ဒနာကိုမှာခဲ့တာရှိတယ်မှန်ပါဗျာနောက်ပြီးတော့စေရီလို့ခေါ်ရမယ်အယိုးဓာတ်တွေထည့်သွင်းထားတဲ့ထူပလောက်ထိုက်တဲ့ပုဂ္ဂိုလ်၄ဦးဆိုတာလည်းဟောကြားခဲ့တယ်မှန်ပါဗျာတပ္ပိညုတဉ္ဉံရတဲ့မြတ်စွာဘုရားပိစိကဗုဒ္ဓမှန်ပါဗျာယဟန္တာပြီးတဲ့အခါကျတော့လူတွေကတကယ်သူတော်ကောင်းစကြဝဠာမင်းအဲ့ဒီ၄ခုဟာစေရီတည်ထားပြီးတော့အများစုကရှုသေးလိုက်တယ်လို့သူတို့ဟောထားရှိတယ်မှန်ပါဗျာနော်အဲ့တော့ဒါမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီပါတယ်လို့ပဲပြောရမှာပဲနော်မှန်ပါဗျာ